အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ object oriented programming နဲ့ပတ်သက်တဲ့ concept လေးကိုမျှဝေပေးမယ်ပေါ့နော်ဒီ concept ကို programming နားလေတဲ့သူရောနားမလဲတဲ့သူရောသိထားလို့ရတယ်ပေါ့နော်သိထားလို့ရှိရင် real world problem တွေ real world ကိစ္စတွေကိုACC နဲ့ခွဲခွဲခြားခြားသိနိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးပါမယ် object oriented programming ကprogramming basic သိတဲ့လူတွေဆိုလို့ရှိရင်တော့ programming ဆန်ပြီးတော့လုပ်ကြည့်လို့ရတယ်ပေါ့နော်concept လေးကိုတစ်ချက်ပြောပြပါမယ်ဒီ object oriented programming မှာသိကြရဆိုလို့ keyword ၄ခုပဲရှိပါတယ်အဲ့ keyword ၄ခုကကြတော့ class ရယ် object ရယ် attribute ရယ် method ရယ်ဆိုပြီးတော့အဲ့၄ခုကိုတခြားနားလဲလို့ရှိရင်object oriented programming ကိုကောင်းကောင်းနားလဲပေါ့နော်တခြားနောက်ထပ် keyword တွေကတော့ဆက်ပြီးလေ့လာမှသိလို့ရပါတယ်ဒီ၄ခုနဲ့အလုပ်ဖြစ်ပါတယ်ဆိုတော့ဒီ၄ခုကိုဘယ်လိုမျိုးလေ့လာလို့ရလဲဆိုတော့ပြောပြမယ်ပေါ့နော်ဒါကကျွန်တော် web development လုပ်လာတဲ့တစ်လျှောက်မှာ object oriented programming အပေါ်ဘယ်လိုမျိုး approach လုပ်လဲဘယ်လိုမျိုးစဉ်းစားလဲဆိုတာကိုရေးထားတာဖြစ်ပါတယ်ကျွန်တော်စဉ်းစားတဲ့ပုံစံကိုရေးထားတာပေါ့နော်အဲ့တော့ဘယ်လိုမျိုးစဉ်းစားလဲဆိုတာကိုကြည့်အောင်ပေါ့နော်ပထမဆုံးကျွန်တော်တို့ environment မှာရှိတဲ့ object တစ်ခုခုကိုယူလိုက်ပေါ့နော်ယူလိုက်ဆိုစိတ်ထဲမှာမှတ်လိုက်ပေါ့နော်ကျွန်တော်တော့ဘေးနားမှာပါရှိနေတော့ဒီမှာတော့ AirPod လေးရှိပါတယ်Bluetooth earphone လေးရှိပါတယ်အဲ့တော့အဲ့လိုယူပြီးသွားပြီဆိုလို့ရှိရင်စိတ်ထဲမှာမှတ်လိုက်ပေါ့နော်ပြီးအားလုံးစဉ်းစားရမှာကြတော့အဲ့ဒီ object ကိုစိတ်ထဲမှာအများကြီးရှိတယ်လို့စဉ်းစားလိုက်ပေါ့နော် place your mind at higher view of this object ပေါ့နော်ကျွန်တော်တို့မှာဒီ object တစ်ခုရှိရဆိုလို့ရှိရင်ဒီလို object တွေအများကြီးကိုစဉ်းစားလိုက် Bluetooth earphone ဆိုလို့ရှိရင်အဲ့တော့Bluetooth earphone အများကြီးကိုစဉ်းစားလိုက်ဗျာအယောင်တွေရတယ်မျိုးမျိုးရှိမယ်brand တွေကလည်းမျိုးစုံရှိမယ် site တွေကလည်းမျိုးစုံရှိမယ်ကြိုက်တာတွေရောမကြိုက်တာတွေရောအတန် quality ကောင်းတာတွေရောမကောင်းတာတွေရောအဲ့လိုအများကြီးအတွေးကိုချဲ့လိုက်ပေါ့နော်ပထမဆုံးလုပ်လိုက်ပါအဲ့လိုလုပ်ပြီးသွားလို့ရှိရင်ဒုတိယတစ်ချက်ကဘာစဉ်းစားရမှာလဲဆိုလို့ရှိရင်find the difference ပေါ့နော်ပြီးလို့ရှိရင် unequal property တွေကိုကျွန်တော်တို့စဉ်းစားရပါမယ်အဲ့တော့ကျွန်တော်တို့ဒီ Bluetooth earphone လေးမှာဆိုလို့ရှိရင်တက်လုံးခုနကတော့ Bluetooth earphone တွေအများကြီးစဉ်းစားလိုက်ပြီပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အယောင်တွေမတူဘူး brand နာမည်တွေမတူဘူးအဲ့ရ difference တွေပေါ့နော်ပြီးလို့ရှိရင်အတန် quality ချင်းလည်းမတူကြဘူးပေါ့နော်ပြီးလို့ရှိရင်အားခံတာတွေအားမခံတာတွေမတူကြဘူးအဲ့ဒါတွေကကျွန်တော်တို့အဲ့ဟာတွေကိုဘယ်လိုသတ်မှတ်လို့ရလဲဆိုလို့ရှိရင် attribute တွေလို့သတ်မှတ်လို့ရတယ်ထားပါတော့အယောင်မတူဘူးဆိုလို့ရှိရင်ဒီနေရာမှာ color က attribute တစ်ခုဖြစ်သွားလိမ့်မယ်ပေါ့နော်brand မတူဘူးဆိုလို့ရှိရင်ဒီနေရာမှာ brand ဒီ attribute တစ်ခုအနေနဲ့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးသတ်မှတ်လို့ရပါတယ်အဲ့ဒါဆိုရင်ဒီ attribute လေးကိုရှင်းသွားမယ်လို့ထင်တယ်ပေါ့နော်အဲ့နောက်တစ်ခုအနေနဲ့ method အကြောင်းကိုပြောမယ်ပေါ့နော်စောနာတော့ကကျွန်တော်တို့ object တွေအများကြီးဆိုပြီးတော့စဉ်းစားလိုက်တယ်ပေါ့နော်အခုကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီ object လေးတစ်ခုဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်လိုက်ပေါ့နော်ဒီ object လေးကကျွန်တော်တို့ဆိုပြီးတော့သတ်မှတ်လိုက်အဲ့ဒါဆိုလို့ရင်သတ်မှတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အနေနဲ့စဉ်းစားရမှာ what can I do ပေါ့နော်ဒီ object လေးနေရာမှာကျွန်တော်တို့ဘာလုပ်နိုင်မလဲဒီ object လေးကကျွန်တော်တို့ဖြစ်ခဲ့ရင်ကျွန်တော်တို့ဘာလုပ်နိုင်မလဲဆိုတဲ့ဟာကိုစဉ်းစားကြည့်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော် Bluetooth earphone လေးကိုစဉ်းစားလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်က sound ထုတ်ပေးနိုင်တယ် action ပေါ့နော် sound ထုတ်ပေးနိုင်တဲ့ action ရှိတယ်ပြီးလို့ရှိရင်ဒီကောင်အားသွင်းလို့ရတဲ့ action ရှိတယ်ပြီးလို့ရှိရင်ဒီလိုခလုံးနှိပ်လိုက်လို့ရှိရင်မီးလေးပြတဲ့ action ရှိရပေါ့နော်အဲ့လိုမျိုး action တွေကိုကြတော့ကျွန်တော်တို့က method သူ့ရဲ့ behavior ဆိုပြီးတော့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်စောနာတော့ attribute နဲ့ behavior ကိုကိုယ်ပဲပြပြလေးတည်သွားမယ်လို့ထင်တယ်အဲ့တော့အခုဆက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့စောနာတော့က attribute နဲ့ method ဆိုပြီးတော့ define လုပ်လိုက်တယ်ပေါ့နော်အဲ့လို define လုပ်လိုက်တာဒီကျွန်တော်တို့ဒီ object လေးကိုသူ့ရဲ့ format ကိုစဉ်းစားလိုက်တာဖြစ်တယ်ပေါ့နော်အဲ့ဒီ format လေးကိုကျွန်တော်တို့က class လို့ခေါ်ပါတယ်ဒီနေရာမှာနည်းနည်းလေးရှုပ်ရှင်စရာရှိရပေါ့နော်ကျွန်တော်တို့စဉ်းစားလိုက်တာဒီ object ကိုစဉ်းစားလိုက်တာမဟုတ်ဘူးဒီ object လေးကိုကျွန်တော်တို့ format တစ်ခုပေးလိုက်တာဒီမှာဆိုလို့ရှိရင် color ကျွန်တော်တို့ attribute မှာဆိုရင် color brand ဆိုပြီးတော့ကျွန်တော်တို့ attribute ပေးလိုက်တယ်ပြီးလို့ရှိရင် action တွေကိုလည်းကျွန်တော်တို့ပေးလိုက်တယ်အဲ့ဒါဒီ object လေးရဲ့ class ကိုတတ်မှတ်လိုက်တာပေါ့နော်အဲ့ဆိုရင်ဒါ class အဲ့ဆိုရင်ဒီ object လေးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ object လေးကကျွန်တော်တို့ attribute color မှာဆိုလို့ရှိရင်အရောင်က white ရှိတယ် brand မှာဆိုလို့ရှိရင်ဒါကျွန်တော် borrow found ပေါ့နော်ရှိတယ်ပြီးလို့ရှိရင် method တွေ behavior တွေကျွန်တော်တို့ဆွမ်းနာတော့စဉ်းစားလိုက်တဲ့ method တွေ behavior တွေရှိတဲ့ object လေးတစ်ခုဆိုပြီးတော့ကျွန်
ကျွန်တော်တို့ရပါတယ်အားဆိုလို့ရှိရင်ဆောနာကပြောသွားတယ် class ရယ် object ရယ် attribute ရယ် method ရယ်ကိုနားလည်သွားမယ်လို့ထင်ပါတယ်အဲ့တော့နောက် video မှာကျွန်တော်ဒီ object oriented programming ကိုကုတ်နဲ့ရေးပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်